Masla အစကတည်းက Venus retrograde ဖြစ်နေရပေါ့နော် Venus retrograde ဆိုတာဘာလဲဆိုတော့ဂျိုနောက်ပြန်သွားနေရ Venus က relation နဲ့ဆိုင်တဲ့ဟာပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင် sign တွေတော်တော်များများဒီဟာကိုထိနေရပေါ့နော် Venus retrograde မှာတော်တော်ထိနေရရီစာရှိရတဲ့သူတွေဆိုလဲအဲ့လိုမျိုးရီစာကရှုပ်ချင်တာတွေဖောက်ပြန်တာအဲ့လိုမျိုးဖြစ်နေပြီးတော့မရှိတဲ့သူတွေဆိုလဲအဲ့လိုအချိန်နဲ့ပတ်သက်တဲ့အာရုံနောက်ဆက်ကိစ္စတွေဖြစ်နေရောဒီလထဲမှာဘာမှအချိန်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေမချအကောင်းနဲ့အရင်ဆိုလို့ပြီးတော့ဒီလထဲမှာမှအခုကြည့်ထားရပေါ့နော်အနည်းဆုံးတရားမှုရှိမဲ့ဆိုတဲ့ sign တွေဆိုပြီးရှိရဲအဲ့ဒါက Capricorn ရယ် Aquarius ရယ် Pisces ရယ်လို့ပြောထားတယ်ဒါပေမဲ့ Taurus ကထိမဲ့ Libra ထိမဲ့အမျိုးမျိုးပြောနေတယ်ဒါပေမဲ့ဒီ energy က emotional ဖြစ်နေရရှိမဲ့အရင်စိတ်ထိကလွယ်ဝမ်းနဲ့လွယ်နေရမျိုးဖြစ်နေရမျိုးရှိမဲ့ဒါမှမဟုတ်ရှင်ကြတော့လုံးဝဒေါသထွက်လွယ်တာရှိမဲ့အဓိက energy က Venus retrograde က Pisces ရယ် Aries ရယ်ထဲမှာတလဲစီဖြစ်နေရဆိုတော့ water sign ရယ် fire sign ရယ်ဆို emotional ဖြစ်ရင်ဖြစ်မှာမဖြစ်ရင်ဒေါသအရင်ထွက်မှာပေါ့နော်အဲ့လိုမျိုးတွေ့နေရတယ်အဲ့တော့လောလောဆယ်တခြား sign တွေကခုန sign တွေကလည်းကံကောင်းမယ်လို့ပြောတာမဟုတ်ဘူးလုံးဝကံဆိုးတာအောင်မှနည်းနည်းလေးလျှော့ပြီးတော့ခံရမယ်ဆိုပြီးပြောတာပေါ့နော်အဲ့တော့အကုန်လုံးအတင်ထားကြပါပြီးတော့ဒီဟာကအဓိကဘာဖြစ်တာလဲဆိုတော့ဒီ relation နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထန်ရထားတဲ့ဟာတွေထိမရှင်းချင်လို့ထွက်ပြေးခဲ့တဲ့အရာတွေကဒီလထဲမှာရှင်းသင့်တယ်ပေါ့နော်မဟုတ်ရင်ဒေါသထွက်စိတ်တွေဝမ်းနေပြီးတော့လုံးဝအခြေအနေမကောင်းတော့အဲ့တော့ကိုယ့်ဟာကိုလှုပ်ရှားရှိရလို့ channeling တွေလုပ်အဲ့လိုမျိုးဆိုရင်တော့အဆင်ပြေနိုင်ပါတယ်အဲ့တော့အကုန်လုံးကိုဒီလထဲမှာ fighting မှာလို့ပြောချင်ပါတယ်ခံကောင်းကြပါစေ